ဒီတစ်ခေါက်မှာတော့မိတ်ဆွေတို့အတွက်အောင်မြင်ချမ်းသာလက်ပွင့်ခါရလေးနဲ့တူတူဘယ်လိုသုံးဆွဲရမယ်ကစားပြောပြပေးပါမယ်။ဒါလေးကတော့တာမန်အမွှေးတိုင်းမဟုတ်ပါဘူး။ညီတို့ energy activate လုပ်ထားတဲ့ဒီအောင်မြင်ချမ်းသာလက်ပွင့်ခါရလေးနဲ့တူတူတွဲပြီးတော့သုံးရမယ်အမွှေးနှံတာလေးပဲဖြစ်ပါတယ်။ Okay အမွှေးနှံတာလေးကိုညီတို့ဒီလိုထွန်းထားလိုက်မယ်။ထွန်းထားလိုက်ပြီးတဲ့ခါကျတော့ညီတို့ကိုလက်တန့်စင်ပေါ့ကိုလက်တန့်စင်ပြီးတော့ဖျားရှိခိုးခန်းထဲမှာဖျားခန်းထဲမှာကိုထိုင်ပြီးတော့ရွတ်တဲ့ခါမှာညီတို့108လုံးပတိနဲ့ရွတ်ပေးစီခြင်းပါတယ်108လုံးပတိနဲ့ရွတ်ပေးတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့စိတ်ကလည်းဒီပတိပေါ်မှာပဲစိတ်ရှိရပါမယ်အဲ့လိုစိတ်ရှိတာပြီးဆိုရင်ညီတို့ဒီအောင်မြင်ချမ်းသာလက်ပွင့်ခါတာလေးကိုကဒီလိုလေးရွတ်ပေးပေါ့နော်ဗုဒ္ဓံဇေယံဗုဒ္ဓံတုခံဗုဒ္ဓံလာဘံဗုဒ္ဓံဒနံဓမ္မံဇေယံဓမ္မံတုခံဓမ္မံလာဘံဓမ္မံဒနံတန်ခံဇေယံတန်ခံတုခံတန်ခံလာဘံတန်ခံဒနံတန်ခံဇေယံတိဋ္ဌိဇေယံတိဋ္ဌိတုခံတိဋ္ဌိလာဘံတိဋ္ဌိဒနံဆိုပြီးတော့အဲ့လိုလေးရွှေ့လိုက်တဲ့ခါမှာတစ်လုံးပတိလေးကိုချလိုက်ပါအဲ့လိုပတိလေးကိုခြိုင်းတဲ့စိတ်ထဲမှာလည်းပတိနဲ့ပတိတစ်လုံးစိတ်ပြီးတိုင်းမှာကိုယ့်ရဲ့တန်တန်လေးမှာခုနပြောနေတဲ့ဒီဟာလေးပဲအာယုံလေးဆူးဆိုင်ပြီးလုပ်ပေးကြည့်ပါအဲ့ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ကံအထောက်ပံ့ပေါ်မှာမူတည်ပြီးတော့4 ရက်4 ဘတ်4နှစ်အတွင်းထူးလာပါလိမ့်မယ်ထူးခြားမှုတွေရလာပါလိမ့်မယ်ငွေတွေဒလဟောဝင်လာတာမျိုးတွေကြုံရမယ်ထီပေါက်တာတွေကြုံရတတ်တယ်နောက်တစ်ခုကကျတော့ငွေ idea ပေါ့ကိုလုံးဝ idea ပိတ်နေတဲ့ idea တွေဘာမှမရှိဘူးဆိုတော့ငိုဝင်လမ်းကြောင်းအသစ်တွေကိုidea ကောင်းတွေရလာတာမျိုးတွေကြုံရပါလိမ့်မယ်ဒါကလည်းတကယ်ကိုလက်ရှိသုံးနေတာလည်းဖြစ်နေတယ်လို့မိတ်ဆွေတို့ကိုလည်းရစေခြင်းတယ်ဒါကတော့ညီတို့ခုနပြောတဲ့ energy activate လုပ်ထားတဲ့အမွှေးနှံတာလေးတွေပဲဖြစ်ပါတယ်ဒီဟာလေးနဲ့တူတူဒါလေးကိုတွဲပြီးတော့သုံးမယ်ဆိုရင်ခုနပြောသလိုရဲ့ result တွေအများကြီးရလာမှာပဲဖြစ်ပါတယ်ဒီကာရာကိုရွတ်နေပြီးတော့စိတ်ကတောင်ရောက်မြောက်ရောက်ဆိုရင်လည်းအစင်မပြေပါဘူးဒီကာရာကိုရွတ်နေစဉ်မှာစိတ်ကပတိပေါ်မှာပဲအာယုံစူးစိုက်ထားမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အခုထပ်ပို့ပြီးတော့ငွေတွေပို့ပြီးတော့လမ်းကြောင်းတွေပို့ရလာမယ်ဆိုတာကဧကံမလွဲပဲဖြစ်ပါတယ်ဒါလေးကိုရကျင်တယ်လိုချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်0925454556ကိုသာဆက်သွယ်ပေးစီချင်ပါတယ်ဒါကတော့ activate လုပ်ထားတဲ့အမွှေးနဲ့တာလေးပဲဖြစ်ပါရဲ့เนาะဘိုင်နောက်ဗီဒီယိုမှာအများကြီးပြန်ဆုံတွေ့ပါမယ်